အားလုံးပဲမင်္ဂလာပါဒီနေ့ day 2ပါတခြားစားအောင်မစားတဲ့နေ့လေးဖြစ်ပါတယ်အားနဲ့ချက်သားပြုတ်ပါတယ်ချင်းနဲ့ချက်သွန်ဖြူပဲပါပါတယ်စားလုံးဝမထည့်ပါဘူးချိုးမလုံးဝမထည့်ပါဘူးပြီးတော့အဝတ်လျှော်ထားရရှိလို့အဝတ်6ခံမှုအတွက်တွားလုပ်ပါတယ်အားနဲ့အဝတ်6ခံစတဲ့ထည့်ပြီးတော့အဝတ်6ခံအောင်လှည့်ပါတယ်ပြီးတော့ချက်သားပြုတ်ထားလဲရပြီဆိုတော့ထမင်းလေးနည်းနည်းထည့်ပြီးတော့ချက်သားပြုတ်ရည်လောင်းထည့်လိုက်ပါတယ်အဲ့ဒါကိုနေတဲ့စားဖြစ်စားမှာပါခင်ဗျာအဲ့ဒါနဲ့ကျွန်တော်စားပါတယ်အမှန်တော့မကြိုက်ပါဘူးမကြိုက်လဲစားရပါတယ်အဲဆိုတော့စားနဲ့တကြားနဲ့ရှောင်မယ်ဆိုပြီးတော့ challenge လုပ်ထားလို့ပါပြီးတော့အလုပ်သွားလုပ်ပါတယ်အလုပ်လုပ်ပြီးတော့ကျွန်တော်တို့စီပေးနေတော့မိုးကမရွာတာနဲ့စီသွားတုပ်ပါတယ်ဆေးတုပ်နေရင်လည်းမိုးကရွာလာလို့ရှားသလောက်လေးတုပ်ပြီးတော့ရက်လိုက်ပါတယ်လုံတင်သွားမှာဆိုတော့ပန်ရုံးဆင်းပေးရပါတယ်ဒီနေ့လမ်းလျှောက်တာဒီလောက်ပဲရပါတယ်နဲပါတယ်အားနဲ့ပန်ရုံးကိုဆင်းပြီးတော့သွားပိတ်ပါတယ်လုတ်တရားရမ်းများတော့တင်းမောမောင်းတဲ့အချိန်မှာရတဲ့အချိန်လေးလေ့ကျင့်ခန်းသွားလုပ်လိုက်ပါတယ်အဲ့ဒါနဲ့အလေးမပါတယ်မှန်တယ်ပြောရင်တခြားစားရှောင်တာဖြစ်တဲ့အတွက်ဟင်းနှမ်းရတဲ့ကိုစားကျင်တဲ့စိတ်ပေါက်ပါတယ်ဒါပေမဲ့လည်းမစားပါဘူးရအောင်ရှောင်ပါတယ်အမှန်တကယ်တော့ဒီ vlog ကိုလုပ်တယ်ဆိုတာလည်းကိုမယုံကြည်ရလို့ပါအဲဒါကြောင့်မို့ဒါလေးလုပ်ပြီးတော့ line ပေါ်တင်တာပါဒါကတော့မနက်ကချန်တဲ့ချက်သားပါဒါကတော့ကြက်ဥနဲ့ပါမုတ်မီကင်နဲ့ပါမစားခြင်းမဲနဲ့လည်းစားပါတယ်ဝိတ်ကြဖို့အတွက်ပါခုတော့စားရောတခြားရောရှောင်းတာကိုနေသားကြအောင်ကြိုးစားပါအောင်မယ်ခုလိုလိုက်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လဲမအားတဲ့ကြားတွေကနေဗီဒီယိုထပ်တင်နိုင်ဖို့ကြိုးစားပါအောင်မယ်အားလုံးပဲ see you next time bye bye